သူမကအနီးနားအိမ်တစ်ဝိုက်မှာငရဲထင်းငယ်တယောက်ဖြစ်ကြော်ကြားခဲ့ပြီးအိမ်ကောင်မိုးပေါ်တက်ကမီရှူမီပန်းဖောက်ကအိမ်ပြင်ဘက်တွင်မိငွေကချက်ပြုတ်စားတောက်ခဲ့သည်ဒါပေမဲ့ချုံမောပြီးရင်ကျေးတိမ်မွေးရဲ့ယောက်ျားတစ်ယောက်နဲ့လက်ထပ်ခဲ့တဲ့ရောက်ခမတွေကအေးအေးဆေးဆေးနူးညံ့တိမ်မွေးရဲ့အတွက်ဘဝကနာကျင်စွာမွဲချောက်နေခဲ့တဲ့နောက်တော့ဆွေမျိုးတချို့စီသွားလဲပြီးရောက်ခမကိုအိမ်ဖော်လို့ဆက်ဆံတဲ့ငါယောက်ျားကိုငါဆုံးရှုံးရမလားလို့မေးတယ်တက်နိုင်ရင်အခုပဲလုပ်ပါလို့ပြောပါတယ်ပြီးပြည့်စုံတဲ့နောက်ဆုံးတော့ငါရဲ့စစ်မြေပြင်ကိုရောက်လာပြီးငငယ်လေးကလေးကရွာတစ်ဝိုက်မှာကြော်ကြားတဲ့အနောက်ရှက်ပေးသူဖြစ်ခဲ့ပါတယ်ကျမကမင်းကလေးဖြစ်ပေမဲ့အိမ်ကောင်မိုးပေါ်တက်ပြီးမီရှူမီပန်းတွေနဲ့အိမ်မြင်တွေမှာပြစ်တာကပိုကောင်းတယ်ငါအမေကငါအတွက်နေမကောင်းဖြစ်နေမှာကိုစိုးရိမ်ပြီးမင်းလိုမင်းကလေးကိုဘယ်ကောင်လေးနဲ့လက်ထပ်ဝင်မှာလဲဘယ်တော့မှမရဘူးငါ့ကိုလိုချင်တဲ့သူကိုငါတကယ်လိုအပ်နေတာလားဘယ်သူကမှမလုပ်ရင်ငါပဲတည်မှာလားအမေကနားလေဖို့ငယ်သေးပေမဲ့ကြီးပြင်းလာချိန်မှာတော့နားမလဲသေးဘူးကျမခင်မိုးနဲ့တွေ့ဆုံရတာမတော်တဆမှုတစ်ခုပါပဲတနေ့နေ့တညမှာကျွန်တော်ပြေးထွက်ပြီးလူဆိုးနှစ်ယောက်ကိုလက်ကလာနဲ့ဖမ်းသွားတယ်ကျွန်တော်လက်ကြည့်လိုက်တော့ပြက်ပြက်သားသားတောက်ပြောင်တဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုစိုက်ကြည့်နေတယ်သူကမင်းရန်ထူကြတယ်ငါမင်းကိုလိုက်နိုင်မလားတရားမှာကြောက်လာလို့မေးတယ်သူကခေါင်းငိမ့်ပြခေါင်းရမ်းလိုက်တယ်လမ်းမရောက်အောင်မှာသူ့မျက်နှာကနီးရဲနေတယ်မင်းရဲ့ရင်ခွင်ထဲမှာငါတည်ရင်ငါပြောနေလိမ့်မယ်ကောင်းလိုက်တာဒီကောင်ကဘလို့ပလောပါတီးလို့ရမလဲတည်တယ်၃နှစ်လောက်ကြာတော့ငါတို့လက်ထက်တဲ့သူဒီစိတ်ထားကောင်းဒီခန္ဓာကိုယ်ကြီးဒီတစ္ဆာရှိပြီးရိုးသားဒီခိုင်မာသောမိသားစုမှဆင်းသက်လာသည်သူမိဘတွေကလက်တွေ့ဆန်ပြီးမိသားစုတစ်ခုလုံးကယဉ်ကျေးတိမ်မွေ့ရဲ့အမေကသူ့ကိုအရန်ကျင်တဲ့မင်္ဂလာဆောင်တဲ့နေ့မှာအမေကလက်ကိုကင်ပြီးတတိပေးတယ်မင်းတို့သားကိုထိန်းတဲ့ဒီမိသားစုတစ်စုလုံးကသဘောကောင်းတဲ့အတူတူပင်လျင်ညင်းတို့ဒီတဲ့အတွက်မကိုက်ညီတော့ကြောင့်ဒင်းတို့အားအနိုင်ကျင့်ခြင်းမပြုပါနဲ့အမေကငါ့ကိုအနိုင်ကျင့်ရင်ဘာလို့မလဲလို့မေးတယ်အမေကမဆိုင်မတော့ပြောပြီးညီးရိုက်တယ်သူမကကျဲလောင်လုံးပြီးလမ်းလျှောက်လာသူတိုင်းကြားလိုက်ရသည်ခဏတိတ်ဆိတ်သွားပြီးနောက်ရောက်ခမအနာဂတ်သည်ဝမ်းသာအားရနဲ့အယူလိုခေါင်းညစ်ပြသည်ကျမခင်မုန်းသည်ဂျော်ဂျီကိုရှက်ယွံပြီးရှက်နေပုံရသည်အိုးမင်းသမီးသားစုလုံးမှာထူးဆန်းတဲ့ messages ပြဿနာတစ်ခုခုရှိလားမင်္ဂလာပွဲပြီးမှသူ့ဆွေမျိုးတွေစီအလဲလာပြီးတဲ့နောက်မှာကျွန်တော်နားလည်လာပါပြီ messages မဟုတ်ပါကဲတင်ရှင်ကိုကြည့်နေကြတယ်အဲ့ဒီမနက်စောစောမှာသူ့ဦးလေးနဲ့အတော်တို့ကကျွန်တော်တို့ကိုလှိုက်လိုက်လဲလဲဖိတ်ခေါ်ပါတယ်မထိုင်ခင်မှာသူ့အတော်ကရောက်ခမကိုဝိုင်းအော်တာကြားရတယ်လမ်းမှာကုန်းစုံဆိုင်တွေဝင်နေပြီးသူတို့ကမိဖို့ချောင်းထဲမှာကောင်းပြီးငါအခုချက်ချင်းသွားလိုက်မယ်ရောက်ခမလှည့်ပြီးမိဖို့ချောင်းထဲဝင်သွားတယ်ရှုပ်သွားတယ်ဒီအိမ်ကဘသူအိမ်လဲသူ့ဦးလေးကငါတို့ကိုဖိတ်တယ်ဆိုတော့ငါရောက်ခမဘာလို့ဟင်းချက်နေတာလဲကျမခင်မုန်းကမတ်တက်ရက်ပြီးအမေမနောက်ရှက်နဲ့အပြင်သွားစားရအောင်သူ့တော်ကဖဲင်းကျဲသူမကိုမခေါ်တော့ပဲတိတ်တဆိတ်ပြောလိုက်သည်မင်းအမေကဟင်းချက်ရတာကြိုက်တယ်လမ်းကြောင်းကမမှန်ဘူးရောက်ခမခေါင်းငုံကအတင်းပြုံးပြသည်ဟုတ်တယ်ငါကြိုက်တယ်သူမသည်ခါစီကျိုးကိုကျွမ်းကျင်စွာချီနှောင်းကအလုပ်ဆက်လုပ်ခဲ့သည်သူ့ဦးလေးနဲ့အတော်တို့သည်ခြေထောက်များကိုဖြတ်ကာဆိုဖာပေါ်တွင်ထိုင်ကာကွဲအပ်နေကြစိတ်ခွန်များတွေးထွေးကာခင်မုန်းသည်အားဟောပြောနေပါသည်အန်ကျဲမင်းကငငယ်ရွယ်ရွယ်နဲ့ပိုပေါင်းသလားမသိဘူးအဲ့ဒီတုန်းကမင်းမိသားစုကစားစရာမရှိတော့အောင်ဆင်းရဲတဲ့ငါတို့ကမင်းကိုဆန်ကားပြတာပေးခဲ့တယ်ဒါမှမဟုတ်မင်းငယ်နေလိမ့်မယ်မင်းအမေကအပြစ်ရှိတယ်လို့ခံစားရတဲ့အတွက်ငါတို့အတွက်ထမင်းချက်ချင်တယ်သူမကိုတားရင်မင်းသူ့ကိုအရှက်မခွဲဘူးလားနောက်တော့သူ့တန်ကထမထွက်တော့ဘူးရန်ဝေမင်းခွင့်ရရင်ကျမ်းပြင်ကိုတုတ်လိုက်ညစ်ပတ်တယ်ရောက်ခမမြင်မြင်ဖြစ်ပြီးကျမ်းပြင်ကိုတုတ်ဖို့ထိတ်လန့်တကြားပြေးထွက်သွားတယ်အတန်လျှော့ပြီးခင်မုန်းကိုဒီထမင်းကားပြတာဆိုတာဘာလဲကျမခင်မုန်းကဒေါသကြီးနဲ့ပြန်ဖြေတယ်ငငယ်တုန်းကမိသားစုကဆင်းရဲတော့တခါတည်းကူညီပေးတယ်တင့်မိသားစုကသူတို့ကိုနောက်မှပြန်ပေးခဲ့တာလားဟုတ်ကဲ့တလားလောက်ကြာတော့သူတို့ကို10 ပေါင်ပြန်ပေးတယ်အိုးဒါဆိုမင်းနှစ်ဆပေးခဲ့တာလားတိတ်ဆိတ်နေတဲ့ရောက်ခမကိုကြည့်လိုက်တော့ဦးလေးဖြစ်သူကကျဲလောင်စွာရေမောလိုက်ပြီးငါကတွေးတယ်ဆန်ပြန်ပေးရုံပဲရှိကောင်းရှိမယ်မိသားစုတစ်စုလုံးကြီးကြောရိုးကိုလည်းလွှဲပြောင်းပေးခဲ့သည်မွန်းတဲ့ချိန်ရောက်တော့စားစရာစပွဲတစ်ခုလုံးအစင်သင့်ဖြစ်ပြီးအားလုံးထိုင်နေကြတယ်ဒါပေမဲ့ငါရောက်ခမမိဖို့ချောင်းတွေကမထွက်သေးဘူးသူ့တော်ကသူ့ကိုလစ်လူရှူတယ်ထမင်းမစားခင်အားလုံးကိုတန်ရှင်းရေးလုပ်ရတာကြိုက်တယ်အရင်စားရအောင်ကျမခင်မုန်းကတင်းတင်းကြပ်ကြပ်ထိုင်ပြီးသူ့ခြေချောင်းကိုမကင်ဘူးရောက်ခမခေါင်းငုံကရေမောကမတုံလို့ဦးလေးဤညနာသည်အိတ်ဆက်သွားသည်ဘာညီလေးလဲမင်းငါကိုစော်ကားနေတာလားရောက်ခမကစကားကောင်းကောင်းမပြောတဲ့အချိန်တော်ကြာဖြစ်တနာပြီးနောက်ကျွန်တော်ဘိုင်းမစားသေးဘူးလို့ပြောပါတယ်ရင်ရွှာကိုစောင့်ရအောင်အတော်ကမျက်လုံးပြူပြီးရောက်မှတန့်ရှင်းရင်မလုပ်တော့ပဲရွှဲဆောင်နဲ့ပြောလိုက်တယ်အပြင်မထွက်ရင်ဒီစပွဲမှာဘယ်သူမှမစားနိုင်ဘူးရောက်ခမကထိတ်လက်တကြားနဲ့ညံ့ညံ့ဖြေတယ်ပြီးခါနီးပြီးရှူရှာမင်းရင်စားရန်ကိုဗိုက်စာအောင်မလုပ်ပါနဲ့သူ့တော်ကကျမခင်မုန်းကိုမျက်ခုံးပင်တယ်သူမအဲ့ဒါလားမင်းမေကိုငါမဖိတ်ဘူးမစားရသေးရင်မင်းဦးလေးငက်နေတာလားကျမခင်မုန်းဤမျက်လုံးများညီရဲသွားတော့လဲစကားတခုမှမပြောနိုင်သေးပါသူ့လက်ကတန်ချောင်းတွေကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားတော့ဖြူသွားသည်နောက်ဆုံးတော့နားလဲသွားတယ်ရိုးရိုးရှင်းရှင်းပြောရရင်ကျုပ်တို့တွင်စကားမပြောနိုင်တော့စိတ်ငြိမ်သောဖခင်ပြောညံ့သောမိခင်ဖန်ကြားနှင့်ထူဆန်းသောဆွေမျိုးများပြည့်နေသောမိသားစုတစ်ခုရှိသည်အရင်ကသူ့အမေအတွက်ပြန်တိုက်ခဲ့ဘူးပေမဲ့ကောင်းကောင်းမပြီးဆုံးခဲ့ပါဘူးအချိန်ကြာလာသည်နှင့်အမျှအရာများသည်ယခုဖြစ်လာသည်ငါသူ့ကိုယူသွားမလားလို့မေးတယ်ငါယောက်ျားကမင်းတက်နိုင်ရင်ညံ့ညံ့လောက်လက်ကိုမြောက်ပြီးစပွဲတစ်ခုလုံးကိုလှန်လိုက်တယ်ဆဆစားတာအားလုံးသိတယ်ကောင်းကင်ကြီးကြနေရင်တော့မင်းပတ်ဆက်မပိတ်ဘူးမင်းမျက်နှာကိုဘာလို့ဒီလောက်မြန်ထိုးနေတာလဲတစ်စက္ကန့်နောက်ကြာရင်ပွဲလွတ်သွားမှကြောက်လားအစားတောက်စပွဲတစ်ခုလုံးမှာငါတို့အတွက်အခွင့်အရေးကိုအသုံးချပြီးတခြားလူတွေကိုရှောင်လိုက်ပြီးသူ့ဦးလေးပေါ်တက်တဲ့ကိုရောက်သွားခဲ့တယ်သူဒီဟင်းချုံနဲ့ငပြာရည်တို့ဖြင့်အေးခဲနေပြီးလုံးဝတနာစရာကောင်းလာသည်ပြီးတော့လှည့်ကြည့်လိုက်တော့သူ့တော်ကိုကော်လာကိုဆွဲပြီးပါရိုက်တဲ့နှစ်ဖက်စလုံးအတွက်ခတ်တယ်ပဒေတရေလူဖွဲ့စည်းကွယ်လွှတ်အန်ကဲဒီမှာကြာခဲ့ပြီးမင်းပတ်ဝန်းကျင်ကလူတွေကိုဒီလောက်ချောချောမွေ့မွေ့မာနေတာကမင်းဟာအင်ရှင်တယောက်လို့ထင်လားအဲ့ဒါကိုကျွန်တော်စနစ်ကနေရုံထွက်ပြီးတာနဲ့သူ့ဦးလေးတွေကိုတွန်းထည့်လိုက်တဲ့တီးတန့်စားဖို့မှုတူဒီတနာရီလင်း2000ကုန်ကြသည်အမေကတနာရီခွဲဆိုတော့3သူညရတယ်ယခုလွှဲပြောင်းမှာသူ့တော်ကဒီကြောရိုးမရှိသောမိသားစုကဒီလိုကောင်းမှသူတယောက်ကိုမွေးထုတ်ပေးဖို့မမျှော်လင့်ထားဘူးဆိုတာရှင်းပါတယ်သူစကားရှာဖို့အချိန်တော်ကြာပါတယ်တချင်းဆိုပြီးတော့ယူသွတ်တလားငါရဲကိုခေါ်နေတဲ့ဖန်ဂျာမင်းကမင်းမိမငါအိမ်မှာယူသွားတာကိုကြည့်နေတာလားကျမခင်မုန်းဒီနောက်တော့ခြေတလန်းဆုပ်ပြီးသူမကိုမရိုက်နိုင်ဘူးဆိုတာမင်းသိပါတယ်လို့တနာစိတ်နဲ့ပြောလိုက်တယ်ကျွန်တော်သူ့ကိုမော့ကြည့်လိုက်တယ်သူ့မျက်နှာမှာတနာစရာမရှိတိုးဝက်ထားတော့အပြုံးတစ်ခုသာကျွန်တော်အောက်ကိုငုံကစပွဲခြေထောက်တစ်ဖက်ကိုဆွဲချကလက်ထဲမှာစောင်းတိုင်းပြီးရဲကိုခေါ်ပါလို့ပြောလိုက်တယ်မင်းတို့နှစ်ယောက်ရဲ့တန်ရာကအသေးမွားတန်ရာလို့တောင်မတွက်ထားဘူးငါရက်ပိုင်းတွင်ထွက်တော့မယ်ကျွန်တော်ကအရန်နှွေးထွေးတဲ့သူတယောက်ပါမင်းအိမ်ကိုငါကြိုက်တယ်ထွက်လာရင်နေတိုင်းလာရိုက်မယ်မင်းကိုပတ်စံပေးလိမ့်မယ်ဟုတ်တယ်မလားအဲ့ဒါအဆင်ပြေတယ်လက်လျှောက်ပြီးပရိဘောဂါတွေကိုကြည့်လိုက်တယ်ပစ္စည်းတွေနဲ့လည်းပေးချေလို့ရပါတယ်စိတ်မပူပါနဲ့ငါရွေချက်ကကောင်းတယ်အပေါ်ပါကိုမှမရိုက်တော့ပါအဲ့ဒီနောက်မှာတော့တုံးနဲ့ထိုးပြီးရှော့တကားကိုရိုက်ချိုးလိုက်တယ်တဝက်တစ်ပြက်ဒုတိယလက်ဟောင်းရှော့တကားတက်တူညာဆိုပြီးရေတွက်မယ်နောက်တော့မီးဖိုချောင်းထဲကိုဝင်ပြီးအိုးတိုင်းကိုခွဲပြီးသူတို့မှာပါတယ်ဒဲအိုးတွေအားလုံးကိုခွဲလိုက်တဲ့စကန်ဟန်မီးဖိုချောင်းဝက်အတွဲစေတဲ့တူညာနောက်ဆုံးတော့တုတ်ကိုလှမ်းပစ်လိုက်တဲ့ချက်ချင်းမီးကထွက်သွားပြီးကော်ဖီစပွဲပေါ်ကိုပြုတ်ကျကကွဲအပ်သွားသည်အသက်10နှစ်အရွယ်မီးအောင်နဲ့ကော်ဖီစားပွဲကိုဖြိုခွင်းလိုက်သည့်အရှုံးကိုတက်တူညာဖြစ်တွက်မဲ့အလုပ်ပြီးငါယောက်ျားကငါလက်ကိုကင်ပြီးမင်းလက်ကနီနေတဲ့သူ့ဦးလေးဒေါသအရန်ထွက်ကစကားမပြောနိုင်သူကရဲကိုတကယ်ခေါ်ချင်ပေမဲ့ရေခဲကျိတ်တဲ့ပုံစံကလမ်းဘေးလူမိုက်ထက်တောင်တက်ရှင်းပြီးကျွမ်းကျင်ပါတယ်သူရဲကိုဖုံးဆက်ပြီးသူ့အိမ်အပြင်ဘက်မှာစခန်းချဖို့နေတိုင်းပြန်လာရင်သူတို့ပဲလိုနေမလဲထွက်သွားပါဦးလေးဤညနာသည်ဒေါသနဲ့မင်းမောင်လေးအဲ့ဒါကိုခက်အဆက်ဆက်ဆွဲကင်ထားပြီးဒီစကားတခုနဲ့ကိုပဲစီမံခဲ့တယ်လက်ကုပ်တီးပြီးရောက်ခမကိုခေါ်သွားခဲ့တယ်ကောင်းပြီးငါတို့ဒီနေ့ဒီမှာပဲရက်လိုက်မယ်နောက်တစ်ခါထမင်းချက်ဖို့တယောက်လိုအပ်ရင်ဖုံးဆက်ဖို့မမေ့နဲ့နော်20လျှော့ပေးမယ်
သူ့ဦးလေးရဲ့မိသားစုကတကယ်ကိုအကျင့်စာရိတ္တမရှိဘူးအိမ်ကရှုပ်ပေမဲ့ဆွေမျိုးတွေကိုဖိတ်နေတော့ပဲလှမ်းဖို့နေရတော့မရှိဘူးငါယောက်ျားငါနောက်ကလိုက်လာပြီးတောင်းပန်ပါတယ်ရန်မင်းဒုက္ခရောက်ပြီးအသက်ရှူမဝသေးတော့သူ့ဦးလေးဒီဒေါသအမျက်ထွက်လူမိဘဖြစ်ပြန်သည်ငါအိမ်ကိုအစိတ်စိတ်အမွားမွားဖောက်ဖျက်ပြီးဒုက္ခရောက်တယ်သူမသည်ဤနေရာတွင်အမှားအနည်းဆုံးဖြစ်သည်ဦးလေးဖြစ်သူဒေါသတကြီးတုံ့လောက်သွားသည်အားလုံးထွက်ကြပါငါအသက်ရှင်နေတဲ့၍မိမိသားစုကငါအိမ်ထဲကိုဘယ်တော့မှသူ့ညံ့မလာတော့ဘူးကျွန်တော်ရက်လိုက်ပြီးလှည့်ကြည့်လိုက်ပြီးသူ့ကိုတိတ်တိတ်ဆိုင်ကြည့်မိသည်သူ့အလိုလိုနောက်ပြန်ဆုတ်သွားသည်ပါလေနောက်ထပ်ဘာလို့ချင်သေးလဲ